82ခုမြောက်သောစာလံအပိုင်ငယ်1မှ20အိုဖျားသခင်ကိုရောဤတရားဆုံးဖြတ်ခြင်းနှင့်ဖြောင့်မတ်စွာစီရင်ခြင်းအခွင့်ကိုမင်းသားဖြစ်သောရှင်ဘုရင်အားပေးသနာတော်မူပါထိုမင်းသည်ကိုရောဤလူတို့ကိုဖြောင့်မတ်စွာစီရင်၍ကိုရောဤစင်းရဲသားတို့ကိုတရားပေးပါလိမ့်မည်တောင်ကြီးတောင်ငယ်တို့သည်တရားတော်အားဖြင့်ကိုရောဤလူတို့အားချမ်းသာပေးကြပါလိမ့်မည်ထိုမင်းသည်ကိုရောဤလူတို့တွင်စင်းရဲသားတို့ကိုတရားစီရင်လျက်ငတ်မွတ်သောသူတို့၏သားသမီးများကိုကယ်မ၍ညှင်းဆဲသောသူကိုလည်းနှိပ်စက်ပါလိမ့်မည်နေနှင့်လတည်သမျှသောကာလပတ်လုံးလူအစဉ်အဆက်အပေါင်းတို့သည်ကိုရောကိုကြောက်ရွံ့ကြပါလိမ့်မည်ထိုမင်း၏တက်ရောက်ခြင်းသည်ရိတ်သောမြက်ပင်ပေါ်မှရွာသောမိုးကဲ့သို့၎င်းမြေကိုဆိုးစေသောမိုးပေါက်များကဲ့သို့၎င်းဖြစ်လိမ့်မည်လက်ထက်တော်၌လသည်ပပျောက်ခြင်းသို့မရောက်မီတိုင်အောင်တရားသောသူသည်ပွင့်လန်း၍ချမ်းသာများပြားလိမ့်မည်ပင်လေတပါးမှတပါးတိုင်အောင်၎င်းမြင့်မှသည်မြေစွန်းတိုင်အောင်၎င်းအစိုးရတော်မူလိမ့်မည်တောတွင်သားတို့သည်ရှေ့တော်၌ဥချ၍ရန်သူတို့သည်လည်းမြေမှုန့်ကိုရက်ကြလိမ့်မည်တာရှုမင်းတို့နှင့်ပင်လေတစ်ဖက်၌နေသောမင်းတို့သည်အခွန်သွင်း၍ရှေဘမင်းနှင့်တေဘမင်းတို့သည်လည်းလက်ဆောင်ပဏာများကိုဆက်ကြလိမ့်မည်ထိုမြမကရှင်ဘုရင်အပေါင်းတို့သည်ရှေ့တော်၌ပြတ်ဝတ်၍ခသိန်းသောလူမျိုးတို့သည်အမှုတော်ကိုထမ်းကြလိမ့်မည်အကြောင်းမူကားငတ်မွတ်သောသူအော်ဟစ်သောအခါထိုသူကို၎င်းကိုးကွယ်ရာမရှိ၍ဆင်းရဲသောသူကို၎င်းချမ်းသာပေးတော်မူလိမ့်မည်ဆင်းရဲသောသူနှင့်ငတ်မွတ်သောသူကိုတနာ၍ငတ်မွတ်သောသူတို့၏အသက်ကိုကယ်တင်တော်မူလိမ့်မည်သူတို့အသက်ကိုလှည့်စားခြင်းနှင့်ညှင်းဆဲခြင်း၏လက်မှရွေးနှုတ်၍သူတို့အသွေးကိုနှမျောတော်မူလိမ့်မည်အသက်တော်တည်၍လူများတို့သည်ရှေဘရွှေကိုဆက်ခြင်းကိုရောအဖို့အစဉ်မေတ္တာပို့ခြင်းနေ့တိုင်းထောမနာချီးမွမ်းခြင်းတို့ကိုပြုကြလိမ့်မည်ပြီးတော့၌များစွာသောစပါးရှိ၍အသီးအနှံသည်လေပနုံတောကဲ့သို့တောင်ထိပ်ပေါ်မှလှုပ်ရှားလိမ့်မည်မြို့သူမြို့သားတို့သည်လည်းမြေဤမြက်ပင်ကဲ့သို့စီပင်ကြလိမ့်မည်နာမတော်သည်အစဉ်အမြဲတည်လိမ့်မည်နေသည်တည်သမျှသောကာလပတ်လုံးနာမတော်တိုးပွားလိမ့်မည်ကျေးဇူးတော်အားဖြင့်လူမျိုးအပေါင်းတို့သည်ကောင်းချီးမင်္ဂလာကိုခံရကြ၍မင်္ဂလာရှိတော်မူသည်ဟုချီးမွမ်းကြလိမ့်မည်အံ့ဘွယ်သောအမှုတို့ကိုတပါးသေးသာစီရင်တော်မူသောထာဝရအရှင်ဘုရားသခင်ဣသရေလအမျိုး၏ဘုရားသခင်သည်မင်္ဂလာရှိတော်မူစေတည်းဘုန်းကြီးသောနာမတော်သည်လည်းအစဉ်အမြဲမင်္ဂလာရှိတော်မူစေတည်းမြေကြီးတစ်ပြင်လုံးသည်ဘုန်းတော်နှင့်ပြည့်ပါစေတည်းအာမင်နှင့်အာမင်ယေရှု၏သားဒါဝိဒ်ဆုတောင်းသောပတ္ထနာစကားပြီး၏အာမင် God bless you